လဲဆိုတော့သိန်းတန်နဲ့ညီမလေးကိုနှစ်ယောက်တည်းရန်ပြစ်တဲ့ပွဲလိုမျိုးနိုင်သိန်းတန်နိုင်တယ်ညီမကိုမြက်ကျူးတွေခါညာအဲ့လိုဝိုင်းပြောနေကြတာအမှန်တော့အမျိုးရောအမရောအဲ့လိုမျိုးပြောတာဘာချင်တယ်ပြောတာမကြိုက်ဘူးနောက်မှထည့်ရချညီမလေးပြန်ဖက်ကြည့်အဲ့တော့ तू သိဖို့မရဘူးဆိုတာပြောတာပွဲဖြစ်အောင် तू ကနေဗလိုင်းစပြီးလောက်တာအဲ့မှာအမလည်းရှိတယ်ညီမလည်းရှိတယ်အဲ့တော့ညီမလေးသိန်းတန်ကိုသိဖို့မရဘူးဆိုတဲ့အကြောင်းအမကအဲ့ဒါကိုပေါ်အောင်ရွေးတာအမှန်တော့နောက်ဆုံးပေါ်ကအမညီမလေးကိုဘာမှလောက်တာမဟုတ်သိန်းတန်ကိုဝိုင်းပြီးတော့မြှောက်နေကြတဲ့အတွက်ဒါအမရဲ့စေတနာအရင်အမှန်အမလေးပြန်လုံနေညီမရဲ့တိုက်တာကိုသစ္စာဆိုပြီးတော့မပြောလို့ရညီမကိုအကြောင်းကိုသိတယ်နော်ညီမကဘလောက်ထိအယိုးသားဆုံးနဲ့အဖြူစင်ဆုံးနေခဲ့တယ်လေဆိုတာကိုအမအသိဆုံးအမကျန်တဲ့သူတွေမသိဘူးညီမသိတာမရွှေမို့မနှွေပန်းတို့ကိုငွေပုလို့အမတို့ကိုယ်တိုင်ညီမတို့လာဆက်သွဲကြတယ်ညီမတို့လာပတ်သက်ကြတယ်ဒီကိစ္စတွေဒီလောကတွေအကြောင်းညီမအမကနေတဆင့်သိရတယ်ဒီအမတွေတဆင့်သိရတယ်ညီမကြံတာတွေနောက်ကိုထားညီမကဒီတော်လန်ရေးနိုင်ငံရေးဆိုတာတွေကိုနောက်ကိုထားပြီးတော့ဒီထဲမှာသိခဲ့ရတယ်တွေ့ခဲ့ရတဲ့သူတွေထဲမှာညီမအမှန်တကယ်နော်ညီမစိတ်ရင်းနဲ့ကိုယ့်ရဲ့အမတွေအကိုတွေလို့ညီမယူဆပြီးတော့ဆက်ဆံခဲ့တဲ့ထဲမှာအမတို့တွေထိတ်ဆုံးသွားပါတယ်နော်မှန်တယ်ညီမတွေဒီသိတ္တမကိုညီမမသိခဲ့ဘူးဒီကိစ္စတွေဖြစ်ခဲ့တာမှလည်းအမလာပြောလို့ဒါညီမသိခဲ့ရတာနော်ဒါပေမဲ့အခုမနက်ကအမတင်လိုက်တဲ့စာမှာအစာပိုင်းညီမတက်နိုင်တဲ့လောက်နီးလန်းနေညီမပါဝင်ပေးတယ်ညီမတို့သွားပြောပေးနိုင်တယ်ပါဝင်ပေးခဲ့တယ်ဒါပေမဲ့နီးလန်းမတူတော့ဘူးရှောက်တဲ့လမ်းမတူတော့ဘူးလို့ယူဆပြီးညီမမပါဝင်မဲညီမဘာသာညီမရက်တာညီမရဲ့ခန္ဓာပဲဟုတ်တယ်မလားသို့တော့တိုက်ခိုက်တော့လဲအဲ့လိုနည်းနဲ့တိုက်ခိုက်ကြတာပဲလက်ညှိုးထိုးတော့လဲအဲ့လိုနည်းနဲ့လက်ညှိုးထိုးကြတာပဲအမှန်တိုင်းပြောမယ်ညီမအမြဲတမ်းလည်းပြောဥပါတယ်အမားတို့နာကတ်နေတယ်အမားတို့လည်းပြဿနာပေါင်းများစွာအမြဲတမ်းတက်နေတယ်မောင်မီပန်တို့လိုအတန်းအစားတွေကိုညီမအထင်ကိုမကြည့်ဘူးအမရဲ့အမှန်တိုင်းပြောတယ်အဲ့တော့အဲ့လိုဟာမျိုးတွေဆက်ဆက်ပြီးတော့ပတ်သက်ပြီးတော့ရှေ့ကနေရလက်ရလောက်ပြတဲ့နေရာတွေမှာညီမတို့ကမပါခြင်းသိလားညီမတို့လိုလားတာဒီအမှန်တကယ်စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်အမှန်တိုင်းသွားစေချင်တာညီမပြောရဲမအေးအောင်လိုက်သွားအော်တော့ဒီမိုကရေစီရသွားလားညီမအဲ့လိုနီးလန်းနေနဲ့ညီမလေးကိုမဆက်အပ်ဘူးညီမတွေးခေါ်တဲ့ဟာနဲ့မတိုက်ဆိုင်တဲ့အတွက်ကြောင့်ညီမမပတ်သက်တော့တာမပါတော့တာဒါပဲဒါပေမဲ့ညီမအခုချိန်မှာတကယ်ယူကျုံမရဖြစ်ပြီးညီမတကယ်ဘာဖြစ်လို့ပြိုကွဲပြီးတော့ဖြစ်တာလဲဆိုတော့ညီမဒီကျန်တဲ့နိုင်ငံရေးတွေတော်လှန်ရေးတွေနဲ့အမရဲ့အားလုံးကိုနောက်ကိုထားပြီးတော့လေညီမအမတို့ကတကယ်ကိုအမတွေလို့အကိုတွေလို့ပဲညီမစိတ်ထဲမှာသဘောထားခဲ့တယ်သိလားဒီကိစ္စတွေဖြစ်တဲ့အခါမှာလည်းညီမအခုချိန်ထိရွှေမိုးရတော့ຫນွေပန်းကတော့ညီမတခုံးမဟခဲ့ဘူးညီမမှာအခုချိန်ထိညီမ passport မရှိဘူးသိလားညီမမှာညီမသားငယ်လေးနဲ့လေညီမအဖြစ်တဲ့နည်းနဲ့ညီမရက်တည်နေတာသိလားနော်တိုးတော့ထားတော့ဒီနေ့မနေ့အမရေးထားတဲ့အစားမှာနော်သိန်းတယ်မသူမသိတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့နော်နောက်ဘလို့တွေဖြစ်လာအောင်မယ်စောင့်ကြည့်ရမယ်ဘာညာလေးမှာအရန်နေစီးပေါင်တွေကြော်သွားညီမအမတို့တော်တော်ကိုလေလန့်သွားပြီးကြောက်သွားပြီးစိတ်လဲကုတ်သွားပြီးဒီလားအမတို့ကကိုရီညီမတယောက်ရဲ့တော်လန်ရေးဒီလားအဲ့ညီမတယောက်ကြာရှုံးရေးကအရေးညီမတယောက်ခိုးကြရေးကအရေးနော်ချမ်းညီမလေးအမပြောတာခဏနားထောင်ပါတစ်ချက်လောက်အမပြောပြရသေးတယ်ပြောပါအမရရဲ့အမအဲ့ထဲမှာလုံးဝမပါဘူးအမဖျားစုလို့လုံးဝမပါဘူးညီမအမရဲ့စိတ်ထဲမှာတိမ့်တယ်ဒီလိုနှိုင်းတာကိုမကြိုက်တာနောက်ပြီးတော့အမဒီလိုမျိုးရေးတယ်ဆိုတာညီမလေးကမြင်နာပြစ်မယ်လို့ပြောလို့အဲ့ဒီဟာကိုညီမလေးတိမ့်တဲ့အတိုင်းအမှန်တိုင်းပြပြတာနော်ရိုးသားတိမ့်တဲ့အတိုင်းဆက်လိုက်ကဲလုံးမယ်ဆိုလို့ရှိရင်ဒီဟာလေးရေးလိုက်လို့ရှိရင်တော့ချက်လောက်တော့မဟုတ်တော့ဘူးဆိုပြီးတော့အမဟာဥညင်ညီမလေးကိုလေးစားတယ်ညီမလေးကိုချစ်တယ်ဒါပေမဲ့အမရဲ့ကိုခေါ်မလဲ idol ဆိုတာ idol တက်တင်မှာလုံးဝမတက်အမအဲ့ဒါကြောင့်လို့အမရဲ့ပြီးအမညီမလေးကိုအမြဲထောက်ခံပေးနေတဲ့အတွက်အမကဝိုင်းဆွဲချနေကြတယ်အမကိုပြောနေကြတယ်အမတော်လာရေးတယ်မှာမရေးတာကြပါပြီအမပေချေဝင်ကြည့်ပါအမတဖြည်းဖြည်းနဲ့ထွက်နေတာအခုတည်းကလုံးဝမပါဘူးအမ24နာရီလို့ရတယ်ညီမလေးတလောက်အမရဲ့ဒုက္ခတွေကိုအမဘယ်သူမှမပြောဘူးနော်ຫນွေပန်းတို့အမတို့ညီမလေးစိတ်ပတ်စံတောင်းဖို့အမကိုလာပြောတယ်ဘယ်တော့မှမပြောဘူးဘယ်တော့မှအမညီမလေးတခုံးမှမပြောဘူးနော်ဘာလို့လဲသိတာညီမလေးယုံကြည်တယ်ညီမလေးလှုပ်တဲ့ဟာတွေအကုန်လုံးအမသိတယ်နောက်ဆုံးညီမအမစိတ်ကိုဘလို့ထင်လဲဆိုတာအမှန်တိုင်းနော်ဘုရားသူနော်အမသားလေးကိုချိန်ပြောအမှန်တိုင်းပြပြမယ်ဒီသူတို့လှုပ်တဲ့ဒီစားကားစားရဲ့လှုပ်ထားတဲ့အကွက်ထဲမှာငါးညမလေးဝင်သွားပြီလို့ပဲထင်တာအဲ့တော့အမတို့ကကြိုက်သည်အမကဖြစ်တယ်အမဒီဟာလေးကိုအမရေးနောက်ဆုံးအနေနဲ့ကျမနဲ့ရေးလို့မရတော့ဘူးဆိုတာရေးနောက်ထပ်ရှိတယ်ဒါပေမဲ့တကယ်တော်လိုင်းရေးညီမလေးပြောတဲ့ဗန်းပြပြီးတော့ပတ်စံယူပြီးတော့တကယ်ဒလန်စစ်ကရှိတယ်ညီမလေးလောက်ရတာဘာကြောင့်ကြော်ရဆိုအမသိတယ်ညီမလေးအမတတိပေးတယ်
ညီမလေးဒီလိုမျိုးလုပ်ရဖြစ်ပတ်သက်ရလိမ့်မယ်ဆိုညီမလေးရရဆိုသူပတ်သက်ပြီညီမမတော့ဘူးညီမမတော့ဘူးပြောတာဒါပေမဲ့အခုညီမကိုဆွဲခေါ်ကြတာအဲ့ဒါဒီထဲမှာညီမလေးကမရှိမဖြစ်မနေမဖြစ်နေညီမလေးလိုက်သွားမယ်ဆိုအရှင်ကြီးအဲ့လိုဖြစ်ပြီးတော့အမသိပြီးသားညီမလေးတကယ်ငါညို့ personal အတန်းပြောရဆိုရှင်ငါလည်းအခုလုံးနေနေငါအခုဘိုးတယ်သိလားငါညို့ချစ်တယ်သိလားချမ်းသာပိုးအစတွေကနော်ငါအမြဲတမ်းနင့်ဘက်ကအားပေးခဲ့ညို့မသိဘူးနော်ငါဒီမပန်မမကြီးပန်စုကောင်မငါစောက်စကားမပြောကြာလာပြီလုံးဝတခါမပြောတာကိုရီးယားတခုလုံးနဲ့ငါစကားမပြောတာကိုရီးယားအဖွဲ့အကုန်လုံးနဲ့ငါတယောက်နဲ့စကားမပြောငါတယောက်တည်းဖြစ်သွားညီမလေးတို့စိတ်ကစဉ်းစားလို့အမလည်းတွေးတဲ့အတွက်အမတယောက်တည်းဖြစ်နေတာအခုအမဟာတယောက်တည်းအမနောက်ဘယ်သူမှမရှိဘူးဘယ်သူမှလာမပြောဘူးဘယ်သူမှဘာရေးရလဲဆိုတော့လာမပြောဘူးအမကိုနားနဲ့ပြောညီမအမအနေနဲ့ညီမဘက်မှာအများနဲ့ပြောရမှာနော်ညီမလေးကမြင်လာပြစ်မယ်ဆိုလို့ရှိရင်အမကြောက်အောင်ညီမလေးအဲ့လိုမလုပ်အောင်လို့အဲ့ရေးမိတာတော့အမှန်ပဲအဲ့ဒါအမှန်တိုင်းဝင်ခံတာအမှန်တိုင်းဝင်ခံညီမကဘောတော့မှကြလည်းမလို့အမရဲ့ညီမကဘလို့ရက်တည်ပြီးညီမဘလို့နေရဲဆိုတာအမတို့အသိဆုံးနော်နင်ရှင်းပြရမလို့အမသိတယ်နင်ဘာလို့ဒီလိုဖြစ်သွားကြလဲအဲ့ဟာကိုအမကကြိုသိတယ်သိလားသိလို့ညီမလေးကညီမလေးအဲ့လိုမျိုးသူအဲ့ဒီလူလုံးနေပြီမဲ့ညီမလေးမလုံနဲ့နော်ညီမလေးကဘာဖြစ်ညီမလေးချိန်နဲ့ညီမလေးပါလာတယ်ညီမလေးသူတို့ဆွဲခေါ်ပြီးတော့အဲ့ဒီဓာတ်ပုံတွေသူတို့ဖြတ်တာနော်ဟုတ်ပါနော်အမတာဟုတ်ဖန်လာရငါဆမ်းမြတော်ချစ်တယ်ဆမ်းမြတော်ယုံလေးယုံကြည်တယ်လေးစားတယ်အမလုံးဝမလုပ်တာအမကအမှန်တိုင်းပြောတာနော်ညီမလေးကိုဒီဘယ်တော့မှမခံဘူးပြီးတော့အမကလုံးဝမခံနိုင်တဲ့ဟာနိုင်ငံရေးတက်တာလို့ရှိရင်တိုင်းနိုင်ငံနိုင်ရလုံးဝမခံနိုင်အောင်မဒီလိုမင်းမပြောညီမလည်းနိုင်တယ်လုံးဝမခံညီမအဲ့ဒီဟာကိုအမရေးတယ်ဆိုရတယ်သိမလားညီမအဲ့လိုမျိုးစိတ်ညီမစိတ်ကိုညီမသိတယ်သူဆိုမဟုတ်မခံလေဟုတ်မခံဆိုတော့လူသမျှလူအကုန်လုံးလုံးတို့ရှိတော်နိုင်တဲ့လူပါသွားလို့ရှိရင်အစားနောင်အမလည်းပါတယ်ညီမလေးအမလည်းပါတယ်ဆိုတာအမဗန်ငါထားတာလေအများကြီးညီမလေးသိတာနော်ငါပန်စလိုတို့ဒါပန်စလိုတို့အမဗန်ငါထားတယ်အမဗန်ဘယ်လိုမလဲကဲအမဘယ်လိုမလဲအမညီမစိတ်ကိုသိရနော်ညီမကဘလို့နေတဲ့လူလွဲဆိုတာညီမဘလို့ခေါင်းသိတယ်ဒီလောက်ရှင်းအောင်နေတယ်လဲဆိုအမတို့အသိဆုံးအမတို့အကုန်သိခဲ့ဘူးလေဟိုဒေဘူးဖုံဖုံကျောင်းမှာဆီယာမာကြီးဒေါ်မီမီဝင်းပတ်လာတယ်ညီမသွားလို့ဆိုပြီးတော့မာဘီပန်တို့လိုကောင်မတွေမလာကြဘူးဒါလားဒီမိုကရေစီအမအဲ့လိုစိတ်တက်နေတယ်အမဒီမိုကရေစီရမယ်ထင်လားအမဟင်မရဘူးပေါ့အဲ့ကြောင့်အမဒီလောက်ကတော့ရန်ဖြစ်ထားတာအမတည်းမပါဘူးလေအဲ့ဆိုအဲ့ကအခုအလုံးလုံးနေတာအမရဲ့ညီမရဲ့ career ကိုတော့ညီမကလွှတ်ချပြီးတော့ညီမလည်းဟိုလမ်းပေးသွားပြီးတရောင်းစားတော့လုံးမစားနိုင်ဘူးအမဟုတ်တယ်မလားညီမပညာနဲ့ညီမလှုပ်ရှားတယ်လေညီမပညာနဲ့လှုပ်ရှားလို့မရအောင်ညီမကိုပတ်ပေါင်းဆောင်ကနေဝိုင်းပြီးတော့ထိုးကြတယ်လေချမ်းချမ်းစကူးလှုပ်ရှားတယ်လေချမ်းချမ်းစကူးကအောင်မြင်တော့ချမ်းချမ်းစကူးစာတင်တာကိုမတင်ရအောင်နီးပေါင်းဆောင်နဲ့ညီမကိုပတ်ပေါင်းဆောင်ကနေဆွဲချကြတယ်လေအဲ့တော့ညီမချမ်းချမ်းစကူးကိုလက်လျှော့ထားတယ်အမတို့အမြင်ပဲညီမကုမ္ပဏီအလုပ်နဲ့ညီမတော့မှဟိုမလုံနိုင်အောင်အချိန်တွေလည်းမရှိဘူးအဲ့တော့အတက်နိုင်ဆုံးကလေးတွေကိုယ့်စီမှာတင်နေတဲ့ကလေးလေးတွေကြံနေတဲ့သူတွေလောက်ပဲညီမအတန်းတစ်ခုလောက်ပဲဖွင့်ထားပြီးဒါတော့မှလက်ထောက်ဆရာလေးနဲ့ပဲညီမအပ်ထားရတယ်နော်အဲ့တော့ညီမအဲ့လိုမလုံနိုင်ဒါပေမဲ့ညီမကုမ္ပဏီအလုပ်ကိုတော့ညီမလုပ်ရမယ်ပြီးတော့ဒီကုမ္ပဏီအလုပ်ကလည်းဒီမြန်မာပြည်တစ်ခုတည်းနဲ့လုပ်နေရမဟုတ်ဒီဘာမှမတိုးတက်သေးတဲ့နိုင်ငံဟာနေရာတွေကအာဖရိကနဲ့ရှေ့တောင်အာရှပဲကျန်တော့တယ်အာဖရိကဟာနောက်မှညီမတို့ဆွဲလာမယ်အရှေ့တောင်အာရှကိုတခွင်ကိုသူတိုးတက်ရေးနဲ့ဖွံ့ဖြိုးရေးလုပ်နိုင်ပြီးတော့အဲ့လိုမျိုးလမ်းတစ်ဖောက်နိုင်တဲ့လူဖြစ်ချင်တဲ့အတွက်ကြောင့်မို့ तू ကရည်ရွယ်နေတဲ့သူ့ရဲ့ project တွေနောက်မှာအများကြီးပဲအမအဲ့တော့ညီမကဒီလိုနေရာမျိုးမှာလာပြီးတော့အလုပ်လုပ်ဖြစ်တယ်အလုပ်လုပ်ဖြစ်တော့ညီမမှာဒီအလုပ်ဟာညီမရဲ့ career ဖြစ်တဲ့အတွက်ညီမကဒီအလုပ်ကနေအလုပ်လုပ်ရမယ်လားစာယူရမယ်ညီမဘဝရက်တည်ရတယ်ဒါညီမအလုပ်အဲ့တော့ညီမဒီအလုပ်ကနေထွက်လိုက်မယ်ညီမကိုဘယ်သူကတင်ကြွေးထားမလဲညီမကိုဘယ်တော်လရေးဘတ်တော်သားညီမကိုလာပြီးတော့ထောက်ပံ့ပေးပြီးတော့ဆရာမချမ်းမြေ့တော့passport မရှိလို့ဘလို့ဖြစ်လို့ပဲညာဖြစ်လို့ညီမကိုဘသူတယောက်ကလာပြီးတော့တခွန်းတစ်ခါလောက်လာပြီးတော့အားပေးဘူးလေညီမမှာဖြစ်နေတဲ့ဒုက္ခတွေညီမဘယ်တော့မှအပြင်မှာချပြီးတော့မပြခဲ့ဘူးတိုးတော့ညီမအလုပ်ကိုညီမလုပ်နေညီမစေတနာထားတယ်အဓိကတော့ကိုသည်ဆီယာမတယောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုတိုင်းပြည်မှာတိုးတက်မဲ့အောင်မြင်မဲ့ဖွံ့ဖြိုးမဲ့လမ်းဒါတော့မှမြန်မာတိုင်းနိုင်ငံထဲမဟုတ်ဘူးထိုင်းနေဗီယက်နမ်နေလာအိုတွေအကုန်ပါတဲ့ project မှာထိုင်းမြန်မာတို့တခြားနိုင်ငံတွေထက်ကိုမြန်မာပြည်ကိုတိုးတက်စေချင်တာညီမရဲ့စိတ်ရင်းပဲအဲ့တော့သူတို့ကတော့လုံမဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဒီရှိနေတဲ့အစိုးရနဲ့တော့ဆက်ဆံရမှာပဲ permission ယူဖို့ရအတွက်သူတို့ဒီစကားစမီပြောရမှာပဲအဲ့တော့ညီမဒီမှာလုံနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့သူ
သူ့ကိုလွန်ဆန်ပြီးညီမခမရပါတာခမရသွားရင်သွားလှုပ်ချင်လှုပ်ညီမမလှုပ်ဘူးဆိုညီမဒီအလုပ်ကိုထွက်မှာဖြစ်မယ်ဒီအလုပ်ကိုထွက်ပြီးညီမရက်တည်ဖို့ရတော့ညီမကိုဘယ်သူတယောက်တာဝန်ယူလဲဘယ်သူမှတာဝန်မယူလားညီမဒါပေမဲ့လှုပ်နေတဲ့ဆိုရဲဟာမှလည်းကိုရေးကိုတာလှုပ်တဲ့ဟာတခုမှမပေါ့ညီမဒီကုမ္ပဏီမှာအလုပ်လုပ်လို့လာစားရတာတခုပဲရှိတယ်တကယ်လှုပ်နေတဲ့ရည်ရွယ်တဲ့ဟာတွေဒီစေးရုံဆောက်မယ်ဘာလဲမြန်မာပြည်မှာပတ်စံရှိပေမဲ့စေးရုံတက်ချင်စေးကုချင်ထိုင်းသွားရတယ်အိန္ဒိယသွားတယ်အဲ့လိုတွေဖြစ်နေတဲ့ဟာမျိုးတွေကိုတိုင်းပြည်တိုးတက်ရေးအတွက်တို့စေးရုံကြီးတွေစောက်ချင်တယ်ကျောင်းကြီးတွေစောက်ချင်တယ်ညီမပြောတယ်အဲ့လိုတာဝန်တွေကို NUG လုံနိုင်သလားလုံလိုက်အဲ့ဒါဆိုရင်ဒီလိုစီးပွားရေးပညာရှင်တွေကလာနေမှာပဲဝင်နေမှာပဲအမအဲ့တော့ NUG ကထိုးဖောက်ပြီးတော့လုံနိုင်လို့နေရတဲ့အမှန်တကယ်လုံနိုင်လို့ရှိရင်တို့တွေဒီ NUG နဲ့လက်တွဲပြီးလုပ်ကြမှာပဲအဓိကဟာတို့ကအရှိတောင်အာရှကို target ထားတာဖြစ်တဲ့အတွက်အရှိတောင်အာရှဒီတက်ဆိုင်တဲ့အစိုးရနဲ့တို့စကားပြောမှာပဲ NUG ကအစိုးရနေရာမှာရောက်နေရင်တို့ NUG နဲ့စကားပြောမှာပဲကစစ်တဲ့နေရာမှာရှိနေတို့ဒီအစိုးရဖြစ်နေသေးသေးတော့အစိုးရအဖွဲ့အစည်းနဲ့တို့ကစကားပြောမှာပဲညီမကဒီမှာဝန်ထမ်းတစ်ယောက်ပဲညီမအလုပ်ကိုညီမလုပ်တယ်ဥက္ကဋ္ဌသွားတဲ့ခါမှာညီမသွားရတယ်ပြောတဲ့ခါမှာညီမပြောပြရဒါအပြည့်မရှိဘူးဒါချီရွယ်တာဒီပြစ်ခတ်ရေးလည်းမဟုတ်ဘူးတပ်ဖြတ်ရေးလည်းမဟုတ်ဘူးညီမတို့ပြန်ရေးတော်ကိုညီမတို့ကဥတီပြီးတော့ဒါတွေဒီပြည်သူနဲ့တိုင်းသူပြည်သားအတွက်ကိုပဲရည်ရွယ်တာဖြစ်တယ်ဘသူအတွက်မှမဟုတ်အဲ့ဒီအတွက်ညီမတို့ဥက္ကဋ္ဌဟာအဲ့ဒီစစ်အစိုးရကိုလည်းပတ်စံတပြားမှမပေးဘဲနဲ့ MOU ထိုးချိတ်ရေးရယူရေးကိုသူအရန်စ조사နေရဖြစ်တဲ့အလောက်ဒီကြံ့ကြာနေတာညီမတို့တွေဒီအမှန်တကယ်ဒီငလျင်ဖြစ်တယ်ညီမတို့စေးပို့တယ်ကိုရီးယားနိုင်ငံကနေပြီးတော့ officially ပို့တဲ့အခါမှာညီမတို့ဘလို့လုပ်ရမလဲသိန်းကိုတောင်းချီပြီးတော့အမှU8 box လောက်ရှိတဲ့ဒီပစ္စည်းတွေကိုကယ်ဆယ်ရေးပစ္စည်းအနေနဲ့ပို့ပြီးတဲ့အခါမှာကိုရီးယားနိုင်ငံရဲ့ဥပဒေအရညီမတို့လုပ်ရတယ်ကိုရီးယားနိုင်ငံရဲ့ဥပဒေအရကတစ်ဖက်နိုင်ငံကကျမ်းမာရေးဝန်ကြီးဌာနကနေပြီးတော့ခွင့်ပြုမိတ်ခွင့်ပြုစာရှိမှသာညီမတို့တွေပို့ပိုင်ခွင့်ရှိရဲ့အဲ့ဒီအတွက်ညီမတို့သူတို့တွေနဲ့စကားဆက်ပြီးပြောတာမှာသူတို့ကညီမတို့အဲ့ဒီဥစ္စာအတွက်ကိုစူးစမ်းတာ8လကြာတယ်အမ8လကြာတယ်ညီမတို့ကငလီဖြစ်လို့ဒီပြည်သူကလူတွေကိုကူညီခြင်းလို့စေးပေးဝေခြင်းလို့ဆိုတာတောင်မှညီမတို့မှာ8လကြာအောင်ဒီလူတွေနဲ့စကားဆက်ပြီးကိုပြောယူရတယ်ညီမမသိဘူးအမဒီပန်ဆယ်လိုခုနအမပြောတဲ့ဒီဘန်စာအုပ်ကိစ္စပါညာညီမမသိဘူးဘာတွေသူတို့တွေဘလိုတွေဇလန်းတွေကိုရှုပ်ပြီးတော့အခုတော့ဘာတွေဖြစ်မြောက်လာလဲညီမတို့လိုထားတော့ညီမကိုပိုင်မဟုတ်ဥက္ကဋ္ဌလိုလူမျိုးကမြန်မာနိုင်ငံတနိုင်ငံလည်းမဟုတ်အရှိတောင်အာရှတိုးတက်ရေးစီမံကိန်း project လိုမျိုးလုပ်တဲ့နေရာမျိုးမှာသူတို့ကတော့ရှိတဲ့တည်တဲ့ဥပဒေနဲ့အစိုးရနဲ့ပဲသူတို့စကားပြောရမှာပေါ့အဲ့တော့ညီမတို့ကဘယ်ချိန်ထိစောင့်ရမလဲဒီလူကိုညီမတို့ကဘယ်လိုပြောရမလဲခင်ဗျားကိုမလုံနဲ့ဒီ project ကိုမလုံနဲ့နောက်မြန်မာပြည်အေဂျင့်တော်မှလုံဘယ်တော့ထိလဲ9နှစ်လား10နှစ်လားနှစ်100လားဘလို့သဘောတရားလဲအဲ့တော့ညီမတို့ကဘာအလုံးမှမလုပ်ဘဲနဲ့ဒီတိုင်းပဲငုတ်တုတ်ထိုင်နေရမယ်ဘာမှလည်းဖြစ်မြောက်မလားဘာမှလည်းပြောင်းလဲမလားဒါကအမတို့ဝန်ခံရမှာလည်းရှိတယ်လက်ခံရမှာလည်းရှိတယ်ဟုတ်တယ်မလားညီမအမှန်တိုင်းပြောတယ်အစိုးရတက်ဆိုပြီးတော့ပေါ်လာမယ်ပြောတယ်โอเคညီမမကန့်ကွက်လည်းမကန့်ကွက်ဘူးထောက်လည်းမထောက်ခံဘူးဘာဖြစ်လို့တော့လောက်ကြည့်တာကိုကြည်ရင်နဲ့မှဘလို့အချိန်နေပေါ်လာလဲဘလို့ပုံရိပ်ပေါ်လာလဲဆိုတာကိုကြည့်ရမှာပဲသို့တော့9နှစ်လေအမ9နှစ်ဆိုတဲ့ဟာမှာညီမပြောတာအကုန်လုံးကြီးနော် officially အားလုံးပြောင်းလဲသွားပြီးတော့အကုန်လုံးကြီးကိုလုံးဝကိုအစိုးရကြီးဖြစ်သွားမယ်လို့ညီမမဆိုလို့မရည်ရွယ်ဘူးသို့တော့ဘာတွေဖြစ်လာလဲအမတို့ပဲရှင်းပြတော့အမတို့ပဲအိမ်မှာဆက်ပြီးတော့ပတ်သက်ကြတဲ့သူတွေဆိုတော့ဟုတ်ဘူးနံပါတ်1ကအမပြမယ်နံပါတ်အမဟာအန်ယူဂျူအကိုသားမပြဘူးနံပါတ်2အမအန်ယူဂျီမှာဘာယာတူးမှလည်းမရှိဘူးအမကဒါမျိုးလူကြီးနဲ့တည်ရတဲ့အတွက်အမမိတ်ဆက်ဟိုမီတင်လုပ်ပေးတဲ့ဟာတွေကိုလိုက်ပြီးလိုက်ဖိတ်ပေးရတယ်ဖိတ်စာလိုက်ဖိတ်တယ်တမအမှန်နိုင်ပဲအထက်ကအကြောင်းလည်းဒီမှာနိုင်ငံရေးမသိနံပါတ်1နံပါတ်2ကအခုညီမပြောတယ်မလားညီမဒီအလုပ်ကိုထွက်လိုက်လို့ရှိရင်ညီမခွေးဖြစ်မယ်တင်မလားညီမဘယ်သူကလို့အဲ့လိုပဲအမကိုလည်းဘယ်သူမှမကူဘူးညီမအခုအမကိုအမဒုက္ခရောက်ဘယ်သူပူတယ်ဒီပြောတဲ့အဲ့ဒီဒေါ်လာရင်းသမားတွေလှုပ်ရှားရရှိမယ်အဲ့ဘန်ငှားထားရဆိုရင်ဟိုးအရင်တော့ဘန်ငှားထားရဆိုကိစ္စဘာကိစ္စလဲအမရဲ့ဘန်ကိုပန်ဆယ်လို့အမငှားထားတာအဲ့ဒါကိုပြောမဟုတ်ဟိုဥမာအမရဲ့ဘန်တစ်ခုရှိအမဘန်တစ်ခုဆိုရှင်မတ်ပန်ပဲဖြစ်စေသားတစ်ချက်ပဲဖြစ်စေချက်ဆိုတော့တရားမဖြစ်စေအလူဝေကောက်တယ်မလားကောက်လို့ရှိလို့ရှိရင်အမဘန်တစ်စင်ကောက်ပြီးလွှဲပေးတာအမကလည်းအဲ့ဒါလွှဲပေးတာပေါ့အမဘန်နဲ့ကောက်ပြီးတော့သူတို့ကသူတို့စင်းကိုက်ပြီးသားသူကလူသားအမစင်းထဲမှာဘာမှမပါဘူးငါဘန်နဲ့ဝင်လာတယ်ဒီလောက်ဝင်လာတယ်လူရှင်ဒါကိုလွှဲပေးလိုက်တယ်ဘယ်နိုင်ငံကိုလွှဲပေးပါလွှဲပေးလိုက်ထားပဲအမအဲ့ဒါလုပ်ထားတယ်ဒါပေမဲ့အမကအဲ့ဒီအခွန်တွေကိုစောင်းရတယ်ညီမလေးအဲ့ဒီအခွန်တွေဘယ်သူကစောင်း
တတိပဲမရှိဘူးလေအမရဲ့အဲ့ပတ်စံနေဆိုတာနဲတဲ့ပတ်စံနေမှမဟုတ်တာဝင်လာတာတွေကအမရဲ့တစ်ချက်နှစ်ချက်နဲ့တဝမ်းနှစ်ဝမ်းဝင်လာတဲ့ဘာတွေမှမဟုတ်တာအဲ့အခွန်တွေကိုအမဆောင်ရမယ်ဆိုရင်ဒါတွေကမှမဖြစ်နိုင်ဘူးလေဒီဟာတွေဘယ်လိုလုပ်မလဲဟုတ်လေအမဆောင်ပြီးပါလေဆိုတော့အခုရှင်းပြနေတဲ့ဟာတွေကိုညီမလေးမရှင်းပြခင်ကအမသိပြီးသားချမ်းမြောက်တော့ဘာကြောင့်ဒီဟာကိုလုပ်လိုက်တယ်ဒီဟာကိုရွေးတယ်နင်ကပညာရေးကိုရွေးလိုက်တာပညာရေးကိုရွေးပြီးနင်အဓိကအခုတော့ပြောခံမယ်နော်ပညာရေးမှာနောက်ဟိုဟာဖြစ်လာလို့ရှိရင်ဘယ်ဆိုရတဲ့နေ့ဒီပညာရေးကိုလည်းလုပ်မှာအမသိတာအခုကလည်းညီမကပြောကြအောင်ပါပဲလေတမင်တကာမန့်ဖွင့်ပေးထားတာအမရဲ့ဆဲခြင်းဆဲအဲ့လိုသူတို့ကအဲ့လိုထွက်ပေါက်ပဲရှာနေကြပြီးတော့ကြက်လရေးကာလအတွင်းမှာလဲညီမတယောက်တည်းဒီလိုဖြစ်နေတာမဟုတ်ညီမတို့ပါဝင်တဲ့လောက်ပါဝင်ပေးပြီးလှုပ်ပင်းတဲ့လောက်လှုပ်ပေးပြီးသွားပြီညီမကြည့်တယ်မြင်တယ်ညီမသဘောမကျလို့မလို့ညီမမဆက်ဆံတော့ဘူးမပတ်သက်တော့ဘူးအဲ့ဒါအပြစ်လားမဟုတ်ဘူးလေညီမပါဝင်ခြင်းမပါဝင်ဒီကာလအတွင်းမှာလဲပျော်မြူးသွားလာနေကြတဲ့လူတွေလည်းတပုံကြီးပဲနော်ဒါပေမဲ့ခုဒီနေ့မနက်မှာအမတင်ထားတဲ့အဲ့ post ကိုလေးဖတ်ပြီးညီမလေးတော်တော်လေးကိုလေးညီမတော်တော်ကိုမှစိတ်တက်ပြက်ပြပြီးညီမတော်တော်လေးဝယ်ပေးပါအမကိုလည်းတော်တော်ကိုအမှန်တိုင်းပြယူကြုံရတယ်ဖြစ်တယ်သိလားညီမကထားတော့ညီမတော်လည်းရေးတယ်မပါလာနိုင်တာထားအဲ့ထားအမဘာသာအမလှုပ်ချင်လဲလှုပ်မယ်မလှုပ်ချင်အမNUG ရဲ့ပိုင်းချမှာမပိုင်းချမှာညီမနဲ့မဆိုင်ဘူးမသိလဲမသိညီမလည်းအဲ့လိုမျိုးတွေလဲဇရားလည်းမရှုပ်တယ်ဘူးညီမဘယ်လောက်ထိအရှင်းဆုံးနေလဲဆိုတာအမအသိဆုံးတိုးတော့အခုလိုမျိုးfollower တိုးလာအောင်မှာ follower အသစ်တွေနဲ့ပတ်စံချမ်းသာတဲ့ဘောမတွေနဲ့ခဲ့ပဲညီမကသူတို့နဲ့အဲ့လိုမျိုးလဲဆက်မနေဘူးညီမဥက္ကဋ္ဌဒီသူတို့ဖိတ်ကြားလို့မလို့သူတို့သွားရမယ်အဲသူတယောက်တည်းသွားလို့မဖြစ်ဘူးနေမှာလိုက်ခဲ့ဆိုညီမလိုက်သွားတယ်ဒါပဲဒီဟာပြင်ပို့သူတို့စကားစပြီးပြောကြလိမ့်မယ်သူတို့ MOU ထိုးကြလိမ့်မယ်ထိုးစကားပြန်ပါညာတော့ညီမလောက်တာမဟုတ်သူတို့ညီမစကားပြန်ပါညာကိုလှုပ်ဆရာကိုမလို့သူတို့ကသူတို့အထက်ပိုင်းနဲ့သူတို့စကားပြောတယ်အင်္ဂလိပ်လိုပြောကြလားကိုရီးယားလိုပြောကြလားညီမမသိဘူးသူတို့လှုပ်ဆောင်နေညီမကဒီအောက်ကနေညီမလှုပ်နိုင်တဲ့ဥစ္စာကိုသူတို့လှုပ်ခိုင်းတဲ့တာဝန်ကိုညီမလှုပ်တာပဲရှိရဲဟိုဘက်အစိုးရနဲ့တောင်ညီမဓာတ်ရိုက်ဆက်သွဲတာမျိုးတွေပါမရှိဘူးတိုးတော့အရန်ဖောင်းပြီးတော့သိရမလားမလိုအပ်ဘဲနဲ့မဟုတ်တဲ့ဥစ္စာတွေနဲ့အခုဒီလိုမျိုးကိုရီးယားကတောင်ကိုရီးယားမြောက်ဘောမှာလို့ဖြစ်သွားမလားစောင့်ကြည့်ရမယ်တို့နော်နောက်ပြီးရခါကျတော့သူ့ကိုဟိုဘောမနဲ့သူပွဲတီးပေးရတယ်တိုက်ဆိုင်မှုမဖြစ်လာဘူးတို့အဲ့ဟာယူလာတာအမကိုယ်တိုင်ယူလာအမအသိဆုံးလူတက်မှုဖြစ်ကြရအမတို့ချင်းချင်းချိတ်တဲ့ကိစ္စမှာညီမကိုလာပြောကြရညီမတော်ဦးကြောင်ကြောင်နဲ့နားထောင်ခဲ့ရတာအမပြောတာဆေးရေးထားပြီးနားထောင်အမပြပြမယ်အဲ့ follower ကိစ္စကိုရေးလာတယ်အဲ့ propaganda အဲ့လိုလုပ်နေချမို့လို့အမရေးတာညီမလေး follower တက်လာတယ်ညီမလေးကြည့်ညီမလေးအစတွေကပြောတယ်ညီမလေးဒီထဲကိုမပါဘူးညီမရဲ့စိတ်ကိုအခုထက်ထိအမတန်တန်ပြောတယ်ညီမစိတ်ကိုမသိပြီးသွားပြီဆိုတော့သိရဆိုပြောတယ်အဲ့ဒီပြီးတော့အမဒီဟာကိုဆက်မပါခြင်းအမပြောပြီးသွားပြီပိန်းနေညီမလေးကိုနှိုင်းတာကိုအမမကြိုက်တဲ့အတွက်အမရေးတယ်ပြီးတော့ဟိုတခါအဲ့ဒီကြောင်ကတော့ဖောင်းသွားတယ်မှန်တယ်ဘာလို့ဆိုတော့အမညီမလေးကတည်းကဒီကိုရီးယားကိုနေနိုင်တဲ့ညီမနှစ်ယောက်တည်းဒီအမရေးထားတာလေအဲ့ဒါကြောင့်အမကြောက်လို့ညီမလေးကြောင့်သိညီမတော်လိုင်းသူ့ဘာသာသူလောက်ကြရလို့ပမှန်ကန်ကန်လောက်ကြရလို့ညီမမပြောဘူးညီမပုံမလင်းလင်းပြောမယ်ဒီမှာဆိုင်ဖွင့်ထားနေတဲ့လူတွေစစ်တပ်နဲ့ကင်းလာအမတို့ဂရိပေးပြီးပြောရလားအမတို့တာဝန်ယူပြီးပြောရလားဒီမှာဆိုင်ဖွင့်ပြီးတော့လှုပ်ရှားနေတဲ့သူတွေမြန်မာပြည်ပစ္စည်းကိုကိုရီးယားကိုတင်သွင်းပြီးတော့ဒီမှာမြန်မာလူတို့ကိုရောင်းစားနေတဲ့သူတွေစစ်တပ်နဲ့ကင်းပါတယ်လို့အမတို့အဲ့ဘူဖြောင်းတောက်ဝိုက်မှာရှိတဲ့လူတွေကိုအမတို့ထုတ်ပြရလားအမတို့ညီမသိတယ်သိတဲ့လောက်တွေသိတယ်ညီမမပြောတာအကုန်လုံးဘာဖြစ်လို့တော့ဘသူ့ဟိုမှညီမမထိခိုက်စေချင်ဘူးကိုယ်ခံယူချက်နဲ့ကိုသွားနေကြတာဖြစ်တဲ့အတွက်ညီမဘာသာညီမအကင်းဆုံးအရှင်းဆုံးနေတာလေအခုညီမတစ်ယောက်တည်းကိုဒီကိုရီးယားအတွင်းထဲမှာအမသိပါတယ်အမကဒီလိုမျိုးချက်ကိုချမ်းမြတ်တော့ဘာတောင်လောက်ရတယ်လဲဆိုတာငါသိတယ်ဟေ့ဆိုပြီးတော့အမရဲ့ဆဲခံရရင်ဆဲခံရပလေစီထွက်လာရဲရမှာသိလားထွက်လာရဲရမှာဥပမာပြောရင်ညီမကြော်စမ်းအဲ့ဘူဖြောင်းမှာမိုက်ကင်ပြီးတော့အဲ့မင်းအောင်လိုင်းအော်ဆဲနဲ့ကြော်စမ်းတို့ညီမလှုပ်ပေးတဲ့တင်တန်းကိုသူတို့ကိုယ်တိုင်လာတက်သွားပြီးနောက်ဆုံးထီကိုတက်သွားကြတဲ့အကောင့်လေးစောက်ပါဇက်တွေကိုအခုချိန်ကြီးပိတ်ထားကြတယ်အမမရိုက်သွားရင်တော့ sorry အမကြီးနော်ညီမစီကိုသူတို့ပတ်စံတပြားတစ်ချက်သူတို့မသွင်းခဲ့ရအောင်ဒါပေမဲ့ကြော်စမ်းတို့လိုကောင်မျိုးညီမတို့လှုပ်ပေးခဲ့တဲ့အဲ့ဒီတင်တန်းကိုသူတို့ကိုယ်တိုင်လာတက်သွားတယ်သူတို့ကိုယ်တိုင်လာဆွေးနွေးသွားတယ်ဟုတ်ပါတယ်ဆီယာမချမ်းမြတ်တော့အဲ့တုန်းကလှုပ်ပေးတာတော့အဟုတ်ပဲကျွန်တော်တို့ကိုယ်တိုင်သွားတက်ခဲ့တယ်ဒါပေမဲ့ပတ်စံသွင်းရတာမှာဆီယာမချမ်းမြတ်တော့ဒီတပြားတစ်ချက်မှမသွင်းခဲ့ရတယ်လို့အဲ့ဒီတင်တန်းကိုလည်းတက်ချင်တဲ့သူကဆက်တက်ပြီးမတက်ချင်တဲ့သူကဆက်မတက်ခဲ့တာပါလို့ဘယ်စောက်ကောင်တကောင်မှအမစကားတခုံးမထွက်ခဲ့ဘူးသိလားညီမဒါတွေကလာအောင်မှာအဲ့ဒါကြီးစရင်နေအေးနေတယ်ညီမမှာအကုန်ရှိတယ်ညီမဘသူ့မှဘာမှမလုပ်ချင်လို့ညီမဘာသာညီမအေးဆေးဆေးနေတာဒါပေမဲ့အမသိရမလားညီမရဲ့စိတ်တက်ကိုညီမကတော်လိုင်းကိုယ့်တာကိုလုံနေလုံရတယ်အေးမရှင်းလုပ်တဲ့ဟာတွေကတော့ကိုခင်းမနိုင်မဲနဲ့တော့ပဲချင်းဟင်းမစားကြနဲ့လေဟုတ်လားညီမလှုပ်လို့ရှိရင်ညီမဟာဒီကိုရီးယားအဖွဲ့အစည်းကနေပြီးညီမအမြင့်ကနေကြိုင်ပါအခုအမရေးတဲ့စာထဲမှာဘယ်ဟာကိုညီမပြန်ပြီးတော့ပဲစေချင်လဲဆိုတာပြောရအမမှားသွားလို့ရှိရင်တောင်းမှန်တယ်
အမရေးတဲ့ဟာကိုလည်းအမချင်းပြပြီးသွားပြီချမ်းချမ်းကိုချင်းပြပြီးသွားပြီအမအဲ့လိုဆိုဒီညီမလေးကအဲ့လိုမျိုးရေးလိုက်တော့အစ်စ်မှာညီမလေးအမရေးလိုက်လို့ရှိရင်တိတ်နံနဲ့နှိုင်းတိတ်နံလို့ပြောခါ အမရဲ့ကြောက်နေပါနဲ့အခုအမလည်းတယောက်တည်းမလားညီမလည်းအခုတကယ်တယောက်တည်းပဲညီမတယောက်တည်းညီမနေရအမအတိဆုံးဟုတ်တယ်နော်ဒီမာမီပန်တို့ညီမလာလို့ဆိုပြီးဒီပွဲကိုမတက်ကြဘူးဘာတွေအားလုံးအမသိတယ်မာမီပန်တို့ညီမကိုဆွဲချဖို့ရာအထီကိုဘယ်လောက်ထိလောက်ခဲ့လဲအမသိတယ်လေဟုတ်တယ်မလားသူတို့တွေ group တွေဖွင့်ပြီးတော့ account တွေအစုပ်ပြက်တွေလုပ်ပြီးတော့တိတ်နံမစီကိုသတင်းသွားဖို့အဲ့ဒါတွေအမအကုန်သိရလေဒါတွေကိုအမတို့ကထချပြရဲရမှာလေအမတို့ကဟုတ်တယ်မလားအမဘာဘူးကြောက်တာလဲအမဒီမှာဘာအမတယောက်တည်းရက်တည်နေအမနောက်မှာဘယ်သူမှမရှိတော့ပါဘူးဆိုရင်အမဘာဘူးဘသူ့ကိုထက်တွက်ပြီးအမကြောက်နေရလဲညီမအခုလိုမျိုးပေါ်တင်ထွက်လာတယ်လို့မျိုးအမလည်းထွက်ရဲရမှာဟုတ်တယ်တကယ်တမ်းဒီလိုခါမျိုးတွေမှာချမ်းချမ်းဒီလိုစပြီးတော့ဒီထဲမှာပါဝင်လာတဲ့ဒါလိုဖြစ်ခဲ့တာကျမသွားပြောခဲ့တယ်ကျမလုပ်ခဲ့တယ်ဟုတ်တယ်ဒါပေမဲ့ဒီချမ်းချမ်းဆိုတဲ့ကောင်မလေးတယောက်ကိုဒီလိုဆွဲချကြဖို့ဒီကောင်မလေးဒီလိုတွေလုပ်ခဲ့တယ်ဆိုတော့အမဖွင့်ပြောရဲရမှာသိလားအမဖွင့်ပြောရဲရမှာဒါအမအသိဆုံးအမသိတဲ့ဟာတွေအမညီမကိုလာပြောခဲ့တာတွေလေဟုတ်တယ်မလားချမ်းဟုတ်တယ်ချမ်းအမပြရမယ်အမပြရမလားချမ်းနဲ့အမနဲ့ဇေယိုက်ချမ်းနဲ့မတူဘူးပြောတာချင်းနဲ့မတူဘူးမဟုတ်မခံတာတော့ချမ်းနဲ့မတူအမညီမလေးအဲ့ post ရနေပြီးအမဘယ်ကိုရမဆိုတော့အမကိုပြောပြီးလို့ရှိရင်အမအကျုံခွင့်အကျုံလာလို့ရှိရင်အမအဒီဟာကိုရေးအမအဲ့ post ကိုဒါဖြတ်လိုက်အမရဲ့အမဘာသာအမ only ပဲမီဖြတ်ပဲဖြတ်အမကြိုက်တာလုပ်လို့ရတယ်ဒါပေမဲ့ညီမလိုချင်တာကညီမကမဟုတ်တဲ့ဥစ္စာကအဟုတ်လုပ်ပြီးတော့သိရမလားညီမကိုတကယ်ပဲအရင်တော့ကတည်းကစစ်ဘောမှာသူရှိုးလို့ဘာလို့ဒါမျိုးအထင်ခံအောင်လုပ်တာမျိုးညီမကလုံးဝလက်မခံဘူးညီမအခုပြောပြီးသားအမပုံပွင့်လင်းပြောတာညီမရဲ့နောက်မှာညီမရဲ့ဥက္ကဋ္ဌရှိရယ်ညီမဥက္ကဋ္ဌအောင်ထိလာပြီးတော့ဒီညီမတို့အခုတက်ကတော်ကြီးတိဆောက်ခွေရအတွက်လုပ်နေတယ်အမရဲ့သိလားအဲ့ဘာဖြစ်လို့လဲမြန်မာပြည်ကနေပြီးတော့ကလေးတွေကိုညီမတို့ပညာသင်ကြားရေးတို့ဒီ10တန်းအောင်ပြီးတော့မှတက္ကသိုလ်မတက်ရရေးဘာဖြစ်နေရတယ်ကိုညီမတို့ရဲ့ကိုယ်ပိုင် campus မှာနေရာချထားပြီးပညာသင်ကြားရေးဒါတွေကညီမလောက်တာမှားလားအမအဲ့ဒါတွေကဘယ်သူမကောင်းစေတဲ့ဟာဖြစ်စေတယ်လေမရှိဘူးတခုမှဒါသူတို့တွေကိုရှေ့ရှုတယ်လူငယ်တွေအတွက်ရှေ့အနာဂတ်တော်ကိုညီမတို့ကရှေ့ရှုတယ်အဲ့ဆိုရင်ကောင်းတာမွန်ရလုပ်နေတယ်ဆိုရင်ညီမတို့လုပ်မှာပဲသူလိုအပ်တာအတွက် permission အတွက်ကိုအစိုးရနဲ့တက်ဆိုင်လို့စကားပြောရမယ်ဆိုရင်သူတို့ကလုပ်မှာပဲအဲ့ရအတွက်ကိုတော့ညီမကဘာမှပြောပိုင်ခွင့်လည်းမရှိသလိုလုပ်ပိုင်ခွင့်လည်းမရှိဘူးအဲ့တော့ညီမအလုပ်ကိုညီမလုပ်မှာပဲအဲလိုချင်တဲ့လူလက်ခံတဲ့သူကလိုက်လာကြလိမ့်မယ်မလိုချင်လို့မတက်ချင်တဲ့သူကမတက်နဲ့အမရဟုတ်တယ်မလားသို့တော့အခုလိုမျိုးမဟုတ်တန်းတရားတွေနဲ့ညီမကအရင်ကပဲစစ်ဘောမှသူရှိုးလို့ပါလို့နော်ပြီးတော့အဲ့အမျိုးညီမလုံးဝလက်မခံဘူးမ